14-15ကလေးအရွယ်များ14-15ကလေးအရွယ်ဒီပျော်တဲ့အရွယ်ဖြစ်သည့်အတွက်ကြောင့်ပျော်သည့်အရွယ်ဖြစ်တဲ့အကြောင်းဆူဆုံးမရတာခက်ပါတယ်14-15-16ဒီအရွယ်လေးတွေကပျော်တဲ့အရွယ်တဲ့ပျော်တဲ့အရွယ်ထိန်းရသိမ်းရတာလည်းခက်တယ်ဆူဆုံးမရတာလည်းခက်တယ်ကျောင်းနေစဉ်ကာလမှာအရင်တော့ဆို10တန်းဒီ10တန်းပေါ့အရင်တော့ဆိုလို့ရှိရင်10တန်းအခုဆိုလို့ရှိရင်12တန်းအဲ့ဒီအရွယ်တွေဟာဆုံးမရတာခက်တယ်အရေးကြီးတဲ့အချိန်ပဲဖြစ်တာပေါ့အရေးကြီးတဲ့အချိန်ပဲဖြစ်တယ်ဦးစင်းတွေ့ဘူးတယ်ဘာမှတွေ့ဘူးတယ်လဲဆိုရင်မန္တလေးမြို့ရဲ့ကျောင်းတစ်ကျောင်းမှာကျောင်းသားလေးပေါ့ဘူးလို့15နှစ်အရွယ်16နှစ်အရွယ်14နှစ်အရွယ်12တန်းအရွယ်အဲ့ဒီအချိန်ကတော့က10တန်းခေတ်စားတဲ့အချိန်ကလေးကအဲ့ဒီကလေးလေး10တန်းအရွယ်ကလေးလေးဟာအဲ့ဒီ10တန်းအရွယ်ကလေးလေးဟာတစ်ချိန်လုံးမိဘစကားကိုနားထောင်တယ်ဇာတိလည်းကြိုးစားတယ်တနေ့ပြီးတနေ့10တန်းအထိအောင်သွားလိုက်တာ10တန်းမှာဘယ်လိုဖြစ်တယ်လဲဆိုတော့စိတ်ကလေးကလည်းနုနယ်တဲ့အချိန်ပျော်တဲ့အရွယ်လည်းဖြစ်တယ်အရေးကြီးတဲ့အချိန်လည်းဖြစ်တယ်ဆိုတော့အပေါင်းအသင်းမာသွားတယ်အဲ့ဒီကလေးလေးကအပေါင်းအသင်းမာသွားတယ်ဆေးလိပ်တီတောက်တာလာတယ်မကောင်းတဲ့အလုပ်တွေဆိုသူကလုတ်တတ်သွားတယ်အဲ့လိုလုတ်တတ်သွားတယ်မိဘတွေကစားချက်ခိုင်းတော့လဲမကြက်တော့ဘူးသူ့အမေဆိုလို့ရှိရင်ဒါငိုပြီးတော့မှသူ့အမေကတောင်းပန်နဲ့စားချက်ခိုင်းတာတော့မှစားမကြက်တော့ဘူးတကယ်တော့ဒီကလေးလေးကညံလဲကောင်းတယ်စားလဲတော်တယ်ဒါပေမဲ့အပေါင်းအသင်းကဖြတ်သွားတယ်အပေါင်းအသင်းနဲ့ဟေးလေးဟွာလာတွားချင်ရာတွေတွားတယ်လှုပ်ချင်ရာတွေလှုပ်တယ်စားကြတဲ့ချိန်မှမကြက်တော့ဘူးကျူးရှင်တွားတဲ့ချိန်မှမတွားတော့ဘူးကြောင်းတွားတဲ့ချိန်မှမတွားတော့ဆုံးမရတာခက်သွားတယ်ဖေးဆုံးမတော့လည်းမရမေးဆုံးမတော့လည်းမရကျောင်းကဘုန်းကြီးဆုံးမတော့လည်းမရကျန်တဲ့ဦးဇင်းတွေဆုံးမတော့လည်းမရဘူးဘလို့မှဆုံးမလို့မရအောင်နောက်ဝိဆုံးပါလဲ10တန်းဖြည့်တော့လေ10တန်းမဖြည့်နိုင်ဘူး10တန်းကြာသွားရှာတယ်ကြီးတကယ်တမ်းကတော့သူကစာကြိုးစားမယ်ဆိုရင်အောင်တယ်လိမ်လဲလိမ်ပါတယ်စာလဲတော်တယ်ညံလဲကောင်းတယ်လုပ်မယ်ဆိုလို့ရှိရင်စာကိုဖိဖိစီးစီးလုပ်မယ်လိမ်မလုပ်မယ်ဆိုလို့ရှိရင်ဒါတက်ကရိုးတွေပါတွေရောက်ပြီးတော့မှဒါခုချိန်တော့ဆိုရင်တခုဘွဲရဖြစ်နေလောက်ပြီပေါ့ဘာလို့ဆုံးမလို့မရတာလဲဆိုလို့ရှိရင်ကာလပေါ့ကာလ14-15-16အရွယ်လည်းဖြစ်နေတယ်ခေတ်ပညာတွေကလည်းတိုးတက်နေခေတ်တွေကလည်းတိုးတက်နေတယ်ခေတ်တွေကလည်းဤပညာတွေကလည်းတိုးတက်နေတယ်အပေါင်းအသင်းတွေကလည်းစုံသွားတယ်အပျော်ဘက်ကိုလည်းရောက်နေတဲ့အချိန်အရေးကြီးတဲ့အချိန်မှာထိမ့်သိမ်းရတာခက်တော့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ပစ္စည်းကြောင့်ဖြစ်သွားတယ်နောက်ပြီးဆုံးမှာဒါပညာအလုပ်ကိုလုပ်နေရတယ်အဲ့လိုမဖြစ်အောင်ပါလဲဆိုလို့ရှိရင်မိမိပြောတဲ့အရွယ်ဆိုတာကို14-15ညီကိုမောင်နှမများတွေ့ရတယ်ညီကိုမောင်ညီတွေညီမတွေမောင်တွေညီတွေညီမတွေတွေ့ခဲ့မယ်14-15ညီတွေညီမတွေတွေ့ခဲ့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့မှမတို့အရွယ်ဟာပျော်တဲ့အရွယ်ပါပဲ14-15-16အရွယ်ဆိုတာပျော်တဲ့အရွယ်ပဲမတို့အချိန်ကအရေးကြီးတဲ့အချိန်လေးဖြစ်တယ်အပျော်ပေါင်းထွင်ဘက်ကိုမလိုက်စားနဲ့ပေါင်းစင်းကိုလိုက်စားလို့မဖြစ်ဘူးခေတ်ရဲ့ဤပညာဘက်ကိုလည်းလိုက်စားလို့မဖြစ်ဘူးမိမိရဲ့အုံနောက်ဖွံ့ဖြိုးဖို့ရအတွက်စာပြန်ပညာကိုပဲတိုးတက်အောင်မိဘရဲ့စကားကိုနားထောင်မယ်ဆိုပြီးတော့မှစာလေးတွေဖြည်းဖြည်းလုပ်ပြီးမိမိရဲ့အုံနောက်ဖွံ့ဖြိုးရောနောင်နာကအတွက်မိမိရဲ့ဘဝဖြောင့်တန်းအောင်ဆိုပြီးတော့မှစာလေးတွေကိုဖြည်းဖြည်းလုပ်စီခြင်းနဲ့
ကြိုးစားစေချင်ပါတယ်ဆိုတာကိုပြောကြရင်လည်းဒီကုန်းမောင်နှမများကိုဆုံးမရပါတယ်